ကိုနာလေးတစ်ချက်ကြည့်ရမှာ ဒီကတည်းကအိမ်မရောက်ဘာဖြစ်ပါလဲမအောင်လောက်ကြီးဟဲ့ အဲဟိုကိုနာတစ်ချက်ကြည့်ဟောအဲရေးတော့နောက်ကပိတ်မထားဘူးသူ့ဟာကွာအဲအောင်လာမှဆိုရင်ဒီစမုံတော့တင်သွားရင်ဘာမှလုပ်မရဘူး သူကမတင်ဘူးသူဒီတိုက်ဆွဲသွားပါပဲဟိုကရောက်မှနှုတ်ရရမယ်တာသူ့လို့ စိတ်ကောက်ရတယ်အားတော့ သူဟိုဘက်ထိပ်ရောက်ရ တယ်ပဲကိုတိုက်ဖွင့်တိုက်လာပြလိုက်မှာစမုံကတော့မှာကြလား အဲ့ဒီအောက်တွေကိုတိုက်သွားလိုက်ဖြူဖြူ ဒီဟာပေါ့ဒီ ဒီကတော်တော်များတာဒိုးရုံ ငါတော့ငါလုံးအောင်နေ နည်းနည်းလေးရယ်ဘယ်တော့အိုင်နာနေရှိတာဒီကမရှိဘူး မင်းကငါတို့လေပြင်းသားတော်မှာကြီးတိုးနေ ရဆိုနေတာဟိုမှာထွက်ကြကြီးဒီကဟိုကဆွဲနေတာရတယ်ရောက်သွားပါပြီတော့ မြုပ်မှာပဲလေဟိုမှာကြည့်လိုက်လူတော့ခါတော့ ခုကနေမြုပ်နေတယ် အဲ့ကြီးလောက်ပြောတာမြုပ်ပြီးမြင် တော့ရမဆွဲမရဘူးဒီမှာမဆွဲဒီကြတော့ကြောက်တယ်အဲ့ဒီဘိုးတရားဖြစ်တယ်မမတက်လို့မရဘူးပုံဖတ်ဆိုမန်းကြောက်တဲ့အရာမှာ ဒီကမှတွေ့လို့နေဆိုင်သွားတွေ့လားဒီ ခုနကဟိုအိုင်နာဖိုးပြီးလွတ်သွားတယ် အဲ့အပေါ်သွားတော့ ဘောလုံးဘောလုံးဖြစ်သွားတာ တငယ်ကျိုး ဟုတ်ကဲ့လည်းလုံလို့အဲ့ဒါဘောလုံးဖြစ်သွားတာနော်ဘောလုံးကလည်းလုံ ဒီကပေါ်သွားမင်းဘိန်းကိုလွတ်သွားတွေ့တယ်ပြအဲ့တော့ပေါ်တွန်းသွားလားပြ မျိုးရောတော့ဘယ်ရောက် တွန်းသွားရတယ်ဘလူး ဟုတ်တယ်တွေ့သွားရတယ် ဟုတ်တယ်အဲ့ပေါ်ရိုက်တာရပြီ ဒီတော့တမိုင်းလာကျုပ်ပြီးတော့ နောက်ကကောင်ကြည့်တာနောက်ကကောင်ကြည့်တာဖင်ရဲသွားမှာ တော့ကတီးပါလားလုံးပါ ဒီမှာပတ်ကြတော့မောင်းမှာဟိုကနာလေးအဲ့လိုဖြစ်နေမှာဖိုက်တာတော့ချ ဟိုပါလားဟိုကျောက်ကားတွေကဘာတော့ရထမင်းမစားရဘူးမနေရတယ်ငါခဏမကောက်ဘူးတော့ပဲ အဲ့ဒါဘယ်လိုလုပ်ရမှာဟိုနာခဏဆောင် ဘုရားလမ်းကြောင်းတည်လိုက်တာ ဒီချက်လို့လည်းမရဘူးလေကွာ ဟုတ်တယ်အဲ့ဒါဖိုင်ကမောင်းနေတယ် ကြီးအဲ့ဒါဟမ် အိမ်ထဲရေဝင်တော့ အဲ့ဘလူးအဲ့လောက်ပဲ အဲ့ကလွတ်တာကြီးလားဟမ်ဘင်းလွတ်တာဟိုညောင်းချမ်းတက်နေသွားမှာနော်ဘင်းလွတ်တာကြီးလိုက်နာလေး ဟာဒီကောင်မိုးမပေါ့ဒီတိုင်းဖြစ်မှာနော် ဆွဲဆွဲဝေခဏနေကိုခင်ဗျအချိန်ပြတ်သွားမှာဟိုကရက်ထားတာခဏလေးတွေကိုသူသားမှသွားလေသူလမ်းကြောင်းလေးကြည့်ပြီးတော့ပါငါဟိုနေ့မှရက်ထားရင်မကောင်းမင်းခေါ်မို့တက် ရက်တော့နှစ်တယ် ဒီတော်ရှိတဲ့ကောင်ပေါ်တက်ရတယ်ဟောဒီနားရက်လိုက်တယ် အခုတိုင်းဆိုဒီနာလေးတစ်ချက်ပဲသိတာဟိုဘက်ကဘိန်းတော့မမြုပ်ဘူးနော်ဘာရ ရှိတယ်လို့ဒီကမှာ ဒီပြန်လိုက်ဖိုင်ဦးမနေ ဒီကဖိုက်မှုနေမှာ မဟုတ်တော့ဒီနာလေးတစ်ချက်ပဲဟိုဘက်ကဒီဘိန်းတော့မမြုပ်ဘူး ဒီပြန်တက်တော့မဟုတ်ရတော့မင်းအဲ့ရောက်ဖိုင်ဟိုကောင်လေးကဝိတ်တာရုံးအောင်ကောင်းလို့ပြန်ပြန် ကြည့်ကြရအောင်ဟာညာကယူရမှာဟိုကဘယ်ယူသွားတယ်ကြာ ဘယ်လိုယူခိုင်းအကို ညာယူရမှာ အိမ်ရှင်ရေတိုင်းရိုက်တော့မကတ်ခိုင်းတာဘိုးကရေတိုင်းတက်လို့ရေတိုင်းလိုင်းရိုက်တော့သူကမကတ်ခိုင်းတာလမ်းတောင်းရပါတယ် ဒီသူတို့ကတည်းက ညာဟုတ်အဲ့ဒါပါပြီ သူအဲ့နာလေးတစ်ချက်ပဲကွာနော် အမေကြီးရိုက်တာဟိုတော့ဟိလားဟောဟမ်အေးပေါင်းသွားတယ်တော့လေနော်ဟောရမ်းထွက်တော့မှာအဲ့ဒါညောင်ချမ်းကမောင်ရတယ်သိလားနော်ဘိုးတော်မောင်းမခံလေ ဘိုးတော့ညာဘက်ကက်ကလည်းသူရေလိုက်လိုက်လိုင်းမြဲဘူးဒီကကျမှဒီပူလိုင်းရိုက်တယ်နော်ကံကြောင့် ဟောကောင်းတော့ပြတ်မှာပါချင်ပြတ်သွားတယ် ဟိုအခုတိုင်းဆိုဒီနာလေးတစ်ချက်ပဲသူအမြင်ကားတွေတွားလို့ရတယ် အဲ့နာလေးတစ်ချက်
ခိုင်းနေကြတော့အဲ့နာဖြစ်တာဟောရောဟမ်အကုန်မြုပ်သွားရဲ့ပြည့် ကုန်မြုပ်တယ် ဒီကွာဖိုင်ကုန်နေလို့တော့မတော့ဒီကွာဟေး အေးမင်းလွတ်သွားပြီဘကောင်းနင်းဆိုပြီးပြန်လာနေမှာတော့ဟုတ်ပြီလေ